ချက်နဲ့အသက်ရှင်ခြင်းကအကောင်းဆုံးပါဘာမကြီးအားမင်းတယောက်အတွက်သက်သက်ကိုပုံမလေးဖို့ရအသေးချာစဉ်းစားလူတွေကောင်းကိုရွေးစူးစမ်းကြတဲ့အခါမင်းအတားစိတ်ကိုမိပုံရှုံနိုင်မှာအိုညီလေးရင်မန္တာလို့ပေါ်ဟုတ်တာပြောလိုက်အကြောင်းလေးပေါ်ရှိတန်ခြင်းရဲ့ပြေးဝတဲ့အနဲ့တိတ်တွေကိုမြင်ပြီးပါမန်တရားအတွက်ကာပဲမရင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတက်နေဘဝကိုဆက်လို့ထားနိုင်မှာယုံကြည်ပါမှတရားရိုးသားဆုံးလှူရှာဒုက္ခနဲ့ရင်ဆိုင်လာရင်တုံ့လို့ဟုတ်လားယုံကြည်ပါမှတရားရိုးသားဆုံးလှူရှာကောင်းဆုံးကိုရှာဖွေပေးစမ်းနိုင်မင်းချစ်တဲ့လောကကြီးတာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်သွားလူသားတိုင်းပေါ်မှာချစ်တဲ့စိတ်လေးထားရှင်ချင်းကကောင်းဆုံးပါဘာမကြီးအားမင်းတယောက်တည်းသက်သက်လုံးကိုလေးဖို့ရအသေးချာစဉ်းစားလူတွေကောင်းဖို့ရည်ရဲ့စူးစမ်းကြတဲ့အခါမင်းအတားစိတ်ကိုမိပုံရှုံနိုင်မှာအိုညီလေးရေမနာလို့ပေါ်ဟုတ်တာပြောလိုက်ကြောင်းလေးကွာရှင်တန်ချင်းရဲ့ပြေးဝတဲ့အနဲ့အသေးပဲကိုမင်းပြီးပါတရားအတွက်ကပဲမရင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတက်နေဘဝကိုဆွလို့ထားနိုင်မှာယုံကြည်ပါမှတရားရိုးသားဆုံးလှူရှာဒုက္ခနဲ့ရင်ဆိုင်လာရင်တုံ့လို့မဟုတ်လားယုံကြည်ပါမှတရားရိုးသားဆုံးလှူရှာကောင်းဆုံးကို